ဟုတ်ကဲ့မင်္ဂလာပါကျမနာမည်တော့ပြရသိမ်းဖြစ်ပါတယ်ကျမကရွှေဟင်းသာမာလာရင်းဆိုင်လေးဖွင့်ထားပါတယ်ရှင်ကျမရဲ့ရွှေဟင်းသာဆိုင်မှာဆိုလို့ရှိရင်တော့မာလာပိုင်းနဲ့ယူရီးယားထောင်းစုံပိုင်းလေးရပါတယ်ရှင်မာလာပိုင်းမှာဆိုလို့ရှိရင်တော့မာလာဟင်းရမယ်ချက်ချက်တော့မာလာရမယ်မာလာရင်ရမယ်ကျမကဒီမာလာနှစ်ပိုင်းမှာဆိုလို့ရှိရင်တော့ ready made လုံးဝမသုံးဘူးပေါ့နော်ကိုတိုင်းချက်တယ်တက်တက်ရှင်းရှင်းချက်ပြီးတော့သုံးတယ်မာလာနှစ်ကိုပဲသုံးပါတယ်ရှင်ယူရီးယားထောင်းပိုင်းမှာဆိုလို့ရှိရင်တော့ချက်ချက်တော့ထောင်းရမယ်ယူရီးယားသမော်တီထောင်းရမယ်ဒန်ရန်ထောင်းရမယ်ပေါ့နော်ဈေးနှုန်းလေးတွေကဆိုလို့ရှိရင်တော့2000ကနေပြီးတော့1000အတွင်းကိုရှိတယ်ပေါ့နော်ဟုတ်ဘာစားနိုင်အောင်ဈေးနှုန်းတက်နဲ့စီစဉ်ပေးထားပါလိမ့်ရှင်ကျမတို့ရဲ့ရွှေရင်းသာဆိုင်လေးရဲ့လိပ်စာလေးရဆိုရင်တော့ပြည်တော်စုလန်ဒေါနာကျရေရင်ကြီးမီးပွိုင်းရဲ့အရှိဘက်မှာရှိပါတယ်ရှင်ဆိုင်ဖွင့်ကြရဆိုလို့ရှိရင်တော့မနက်10:00နာရီကနေပြီးတော့ညနေ6:00နာရီထိရပါတယ်ရှင်ဒီဆိုင်ဖွင့်ရတဲ့ရည်ချက်လေးရတော့ကျမကဝန်ထမ်းလုံးဝမလို့ရှင်နော်ဒီဆိုင်လေးကိုလည်းအရန်ဝါဒနာပါတယ်ပေါ့နော်ကိုယ်ပိုင်လုပ်ငန်းလေးလုပ်ကြတယ်အရန်ဝါဒနာပါလို့ဒီလုပ်ငန်းလေးကိုလုပ်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီဆိုင်ဖွင့်ရလေးကိုမချသေးဘူးလေအများနဲ့အားပေးနေတဲ့မိတ်ခေါင်းများကိုလည်းကျမကကျေးဇူးတင်ပါတယ်ရှင်မိတ်တွေများကိုလည်းလာရောက်စမ်းပြီးတော့စားကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်